ရှေ့ပိုင်းမြို့နယ်တွေကအမှတ်132ရပ်ကွက်အင်းဝလန်းနဲ့တေခိတာလမ်းစုံတဲ့နေရာကိုကျွန်တော်ရောက်ရှိနေတာဖြစ်ပါတယ်အခုရောက်နေတဲ့နေရာလေးကတေခိတာလမ်းမကြီးဖြစ်ပြီးတော့ဒီလမ်းမကြီးကမကြိုင်ခင်မှာခင်းကျင်းပြီးစီးသွားတဲ့လမ်းဖြစ်ပါတယ်အခုဆိုရင်3ရရှိနေဖြစ်ပါတယ်132ရပ်ကွက်ရဲ့ဒီဝန်းကျင်တွေကတော့မြင်ရတဲ့အတိုင်းပဲနေအိမ်တွေတိုက်တာဆောက်ဦးကြီးတွေကရောက်ရှိနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ရှေ့တစ်သက်ကိုကျွန်တော်တို့ဆက်သွားမယ်ဆိုလို့ရှိရင်တော့အမှတ်133ရပ်ကွက်တွေကဒီခိတာလမ်းမကြီးတော့ကိုကျွန်တော်တို့ရောက်ရှိသွားမှာဖြစ်ပါတယ်ဒါကတော့ဒီခိတာလမ်းမကြီးမကြခင်ကမှခင်းထားတဲ့ဖြစ်ပါတယ်အကောင်းဆုံးအသုံးပြုရတဲ့လမ်းတွေတိုင်းနေဖြစ်ပါတယ်ဆက်ဆက်သွားမယ်ဆိုရင်သင်းဝလန်းသင်းရတယ်ဟန်နာဝတီလမ်းနဲ့133ရပ်ကွက်တွေရောက်ရှိသွားမှာဖြစ်ပါတယ်အခုကျွန်တော်ကရှေ့မှာရှိတဲ့ရေတန့်လန်းလို့ခေါ်တဲ့ဒေသနာစီးဦးလောင်းကိုကျွန်တော်သွားမှာဖြစ်ပါတယ်အခုဆိုရင်ပတ်ဝန်းကျင်ရဲ့အနေထားကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်လူလေးအိမ်အဆောက်အုံတွေရောက်ရှိနေပြီးတော့မှဒီနေရာကလည်းပဲ132ရပ်ကွက်ရဲ့မျက်စိမီးတွေရရှိတယ်မင်းရဲ့ကျော်စွာလမ်းနဲ့လည်းအလံမဝေးဘူးသူကအလဲတက်တက်မှာရှိနေတဲ့နေရာဒေသဖြစ်တယ်အခုရှေ့မှာဆိုရင်ကျွန်တော်တို့လူသိများတဲ့ဘာထူးလမ်းမကြီးကလည်းကျွန်တော်ရဲ့ဒီရှေ့မှာဆိုရင်ရောက်ရှိနေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့နောက်ဘက်မှာရှိနေတဲ့နေရာကလည်းပဲရေတန့်လန်းဖြစ်ပါတယ် Rich Villa လို့ခေါ်တဲ့လူသိများတဲ့အိမ်ယာကိုစတင်အကောင့်ထဲပေါ်နေပြီဆိုတာကိုလည်းကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာအဆုံးသတ်မှာဖြစ်ပြီးတော့မှ RPG ရှိတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်